ဒီအမျိုးသားဟာလူတဦးချင်းစီရဲ့ဖောက်ပြန်ခဲ့သောအကြိမ်အရေးအတွက်သို့မဟုတ်ဖောက်ပြန်နိုင်ခြင်းရာခိုင်နှုန်းကိုမြင်နိုင်စွမ်းရှိတဲ့ထိုစွမ်းအားကိုအသုံးပြုပြီးသူဒီတစ်ခါမှမဖောက်ပြန်ဘူးသောအမျိုးသမီးတဦးကိုဇနီးဖြစ်ရွေးချယ်ခဲ့တယ်။ဒါပေမဲ့လက်ထပ်ပြီးနောက်ပိုင်းမှာသူ့ရဲ့ဇနီးကောင်းပုံမှာရှိတဲ့ကိန်းဂဏန်းတွေဟာပြောင်းလဲလာတာကိုသတိပြုမိလိုက်တဲ့အစပိုင်းမှာသူကမှကြည့်လိုက်တာလို့ထင်ခဲ့ပေမဲ့ဇနီးဖြစ်သူရဲ့လက်ထပ်လက်စွပ်ပျောက်ဆုံးနေတာကိုမြင်လိုက်သည်။လက်စွပ်ပဲရောက်သွားလဲဟုသူကမေးသောအခါဇနီးဖြစ်သူကပျောက်မှဆို၍တိမ့်ထားသည်ဟုဖြစ်သည်။သူမခေါင်းပေါ်ရှိကဏန်းများကိုကြည့်ရင်သူမလိန်ပြောနေမှန်းသူသိလိုက်ရပြီးသို့တော်လည်းထိုကိန်းဂဏန်းမှာ100ရာခိုင်နှုန်းအထိမရောက်သေးသဖြင့်အခြေအနေအလွန်မင်းမဆိုးသေးဟုသူယူဆကဇနီးဖြစ်သူအပေါ်ယုံကြည်မှုရှိနေပါသေးသည်သို့တော်တနေ့တွင်သူမအတွက်တတိများယူလာပေးစဉ်သူမသည်တစိမ့်တစ်ယောက်နှင့်စာပို့နေသည်ကိုတွေ့လိုက်ရသည့်အခြေအနေဆိုးရွားလာသည်ကိုသူသိလိုက်ရတော့လဲဘာမှမပြောဘဲတိတ်တိတ်ဆိတ်ဆိတ်သာနေခဲ့သည်ညစာစားချိန်တွင်သူကလုပ်ငန်းခွင်မှဖောက်ပြန်သောအမျိုးသမီးတဦးအကြောင်းကိုပုံပြင်းတစ်ဖွဲ့ပြောပြခဲ့သည်ထိုအမျိုးသမီးကိုသူမ၏ခင်ပွန်းကဓာတ်ဖြင့်အချက်ပေါင်းများစွာထိုးတက်ခဲ့သည်ဟုပြောပြလိုက်တဲ့အခါထိုစကားကိုကြားလိုက်ရချိန်တွင်ဇနီးဖြစ်သူ၏ခေါင်းပေါ်မှကဏန်းများသည်လျင်မြန်စွာကျဆင်းသွားပြီးတတို့ရောက်သွားသည်ထိုအခါမှသာအမျိုးသားသည်တက်ပြင်းချနိုင်တော့ပြီးအခြေအနေကိုပြန်လည်ထိမ့်သိမ်းနိုင်ပြီဟုတွေးလိုက်သည်သို့သောနောက်တစ်နေ့တွင်ဇနီးဖြစ်သူထံမှစာတစ်စောင်ရောက်လာသည်သူမ၏မိခင်မှခြေချင်းဝဲအကျော်ထွက်သွားသဖြင့်တွားကြည့်ရမည်ဖြစ်ပြီးထိုညအိမ်ပြန်လာမည်မဟုတ်ကြောင်းရေးထားသည့်အမျိုးသားသည်ရောက်ခမဖြစ်သူထံသို့လိုက်သွားရန်ဆုံးဖြတ်လိုက်သည်ရောက်ခမအိမ်သို့ရောက်သောအခါမိခင်ဖြစ်သူ၏ခြေထောက်မှာဘာမှမဖြစ်ဘဲကောင်းမွန်နေသည်ကိုတွေ့လိုက်ရသည်သူသည်ဇနီးဖြစ်သူထံသို့ဗီဒီယိုကောချက်ချင်းခေါ်လိုက်ရာသူမခေါင်းပေါ်ရှိကဏန်းမှာ69တို့ရောက်ရှိနေသည်ကိုမြင်လိုက်ရသည့်ဇနီးဖြစ်သူကကင်မရာကိုအတင်းပိတ်လိုက်သည်ဘာကြောင့်ပိတ်ရသနည်းဟုသူကမေးတော့အခါကင်မရာပြတ်နေလို့ဖုံးပြနေတာဟုသူမောက်ကဆင်ခြင်ပေးလိုက်တယ်ငါချက်ချင်းလိုက်လာမည်ဟုပြောပေမဲ့ဇနီးဖြစ်သူကညှင်းဆိုတယ်တကယ်တော့သူမဟာဟိုတယ်တစ်ခုမှာအခန်းငှားဖို့လုပ်နေတာပါသူမကခင်မုန်းဖြစ်သူတည်သွားမှကိုစိုးရိမ်ပြီးအမြန်ထွက်သွားဖို့လုပ်နေတယ်ထိုအချိန်တွင်သူမ၏မောင်ဖြစ်သူထံမှစာတစ်စောင်ရောက်လာသည်ပတ်စံပေးလျင်သူမရဲ့လိမ်လည်မှုကိုဖုံးကွယ်ပေးမိဟုဆိုတဲ့သူမကချက်ချင်းသဘောတူလိုက်ပြီးဈေးအကြီးဆုံးအခန်းကိုငှားလိုက်သည်တစ်ဖက်တွင်လည်းအမျိုးသားသည်အိမ်မထွက်ခွာရန်ပြင်ဆင်ဇနီးဖြစ်သူရဲ့မောင်ကသူ့ကိုတားဆီးထားလိုက်တဲ့ဒီကောင်လေးကသူ့ကိုအချိန်ဆွဲဖို့စူးစမ်းနေမှန်းသူရိပ်မိသွားတယ်ဒါကြောင့်သူကမောင်ဖြစ်သူကိုအိမ်ထဲသို့တော့ပြန်ယူခိုင်းသည့်စင်ကြေတစ်ခုပေးလိုက်သည်မောင်ဖြစ်သူအိမ်ထဲသို့အပြေးလွှားတော့ဝင်ရှာပြီးပြန်ထွက်လာချအိမ်တွင်အမျိုးသားမှပျောက်ကွယ်သွားပြီဖြစ်သည်မောင်ဖြစ်သူမှဒီအခြေအနေကိုသူ့အမထံစာပို့ရုံမှတပါအခြားမရှိတော့ပေသို့တော်ဇနီးဖြစ်သူမှစာကိုကြည့်ရန်အချိန်မရှိတော့ပေထိုအချိန်တွင်ဒေါသထွက်နေသောခင်မွန်းဒီမှဟိုတယ်ရှိသို့ရောက်ရှိနေပြီဖြစ်သည်သူသည်ဖုန်းတင်နေရကိုအသုံးပြုပြီးဇနီးဖြစ်သူထိုဟိုတယ်တွင်ရှိနေမှန်းသိလိုက်ခြင်းဖြစ်သည်သူကကောင်တာသို့ပြေးသွားပြီးဇနီးဖြစ်သူအခန်းကားထားခြင်းရှိမရှိမေးမြန်းသည့်ဝန်ထမ်းကဧည့်သည်၏ကိုရေးချက်လက်ကိုမပြောနိုင်ကြောင်းညင်းဆိုတော်လဲအမျိုးသားကလက်ဆောင်ကတ်တစ်ခုပေးလိုက်တဲ့အခါမှာချက်ချင်းစစ်ဆေးပေးပါတော့သည်ထိုစဉ်မှာပင်ရောက်ခမနှင့်သူမ၏မောင်ဖြစ်သူတို့ရောက်လာသည်မိခင်ဖြစ်သူကအမျိုးသားကိုသူတို့နှင့်အတူအမြန်ပြန်လိုက်ခဲ့ရန်တောင်းဆိုသည့်ဇနီးဖြစ်သူအတွက်ဖုံးကွယ်ပေးရန်ကြိုးစားနေခြင်းဖြစ်မှန်းသူသိနေသည်သူတို့သုံးဦးအငင်းပွားနေစဉ်ဝန်ထမ်းကဇနီးဖြစ်သူ၏အခန်းကိုရှာတွေ့ပြီဟုအော်ပြောလိုက်သည်အမျိုးသားကသူ့ကိုထိုခန်းစီသို့ခေါ်သွားရန်ခိုင်းစေလိုက်သည်ဝန်ထမ်းကအခန်းရှိသို့ခေါ်သွားတော့လဲအခန်းမှာအတွင်းမှလောက်ခတ်ထားသည်မိခင်နှင့်မောင်ဖြစ်သူကသူတို့၏သမီးသည်ဘယ်တော့မှဖောက်ပြန်မိသူမဟုတ်ဟုဆိုကတကားရှိကပိတ်ရက်နေကြသည်သို့တော့အမျိုးသားကတော့69ရာခိုင်နှုန်းဆိုသောဖောက်ပြန်မှုနှုန်းမှာဘယ်တော့မှမမားနိုင်ကြောင်းသိနေသည်သူသည်ထိုသူနှစ်ဦးကိုဘေးသို့တွန်းဖယ်လိုက်ပြီးတကားကိုအရှိန်ဖြင့်ကန်ဖွင့်လိုက်ပါတော့သည်